မျက်ခုံးကိုလေတွေးတဲ့လူတွေနဲ့ရှောက်မထုံနေသိလားဆိုကိုကတစ်ချိန်လုံးကြည့်နေရတာလေအဲ့တော့ကိုကလက်တဲ့ဆန်လိုက်တဲ့လူတွေနဲ့တွေ့တော့ကိုမျက်ခုံးကြီးကချိန်လုံးအခုဒီကတော့အဝတ်စားတွေပါမကြိုက်ဆိုဘာလုပ်လို့ရသေးလဲဗီဒီယိုထဲတင်ထားလို့ရသေးတယ်လေဒါကြီးကမှန်ကြည့်တယ်မှာဖြစ်နေမှာလေပြင်နေရမှာဒီလားမျက်ခုံးကိုတွေ့တဲ့လူတွေတိုင်းမထိုးနဲ့နှာခမ်းတွေအားလိုက်တာတွေရလားတိတ်ကိစ္စမရှိဘူးမျက်ခုံးကအရန်ရင်ကြီးရဲ့နော်သဘောပေါက်လားအဲ့တော့ရှင်တို့ကဒီအပိုင်းလေးတစ်ခုကိုမှသိချာမသိရင်မျက်ခုံးတစ်စုံလှအောင်ဆွဲလို့မရအဲ့တော့ကိုကြည့်အောင်ဒီချက်မျက်ခုံးလေးကိုချက်ကြည့်ပေးပါအောင်ဒီပိုင်းလေးပါဖြစ်နေလေဒီပိုင်းစီပိုင်းလေးအောင်ရှူပြီးတွေ့သွားတယ်မျက်လုံးရဲ့အဆန်လေးမှာလည်းတိုင်းကြည့်ပါအောင်45ကျူအဆောင်မှာရှိလားရှိပါအဲ့တော့တစ်ချက်မျက်ခုံးအခုကြည့်လိုက်ရင်ရုပ်ဆိုလိုက်တာလို့ထင်ရအောင်ဘယ်လိုခံစားရလဲလှနေရပေါ့ဟုတ်တယ်မလားကိုက artist တယောက်လုပ်နေပြီးတော့ဆရာမတယောက်လုပ်နေပြီးတော့ကိုမျက်ခုံးရကွမ်းနေဘယ်သူကကိုယုံကြည်ပြီးတော့ထိုးမှာဟုတ်တယ်မလားကိုကလှနေမှရမှာလေဟုတ်တယ်မလားအဲ့တော့အဲ့ဒီလိုက်ကျွန်မမျက်ခုံးလေးလို့ကျွန်မလို eyeliner လေးထုတ်လိုက်ပါလားပွဲရှင်ကျွန်မလိုမျက်တောင်လေးလာဆက်လိုက်လေကျွန်မနှခမ်းရအရင်တော့မဲပြနေရဟုတ်တယ်မလားဒီမှာအခုဆိုလို့ရှိရင်နှခမ်းလေးကပန်းရောင်လေးကိုတန်းသွားတာပဲဆို customer တွေဘာလုပ်ရလဲကိုယ်တိုင်လောက်ထားပြီးတော့ကိုယ်တိုင်တကယ် result လှတာတွေတို့သူတို့ကိုပြမှာသူတို့ကလည်းဘာဖြစ်မှာလဲယုံကြည်မှုရှိပြီးတော့ထိုးမှာအရင်ရှိတော့တင်တန်းသူတွေကချဲစီတော့အဲ့လိုမျိုးပေါ့နော်တမီးလိုအမားတွေဖြစ်ပြီးတော့မဲအကြောင်းကြီးအကြောင်းတွေဖြစ်ခဲ့တော့ဒီချဲရဲ့မျက်ခုံးသာထိုးစားနေရတာ customer တွေကအမားတွေဟုတ်အမားလည်းမဟုတ်ဘူးနော်အမားလည်းမဟုတ်ဘူးတော့ပဲတစ်ချက်လုံးပြောတာသူအရန်ငိုချင်ပြီးစိတ်ဆင်းရဲတယ်